ရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့ပြီးစေကြီးတော်နေရဲ့ခြေရာကိုနင်းတော့မဲ့သားဖြစ်သူဂျူနီယာရီယယ်မက်ဒရစ်ပရိသတ်တွေအတွက်ရော CR7 ဖန်တွေအတွက်ပါတကယ်ကိုစိတ်လုံးရှားစရာကောင်းတဲ့သတင်းတစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့ကမ္ဘာအကောင်းဆုံးကစားမကြီးတော်နေရဲ့သားအကြီးဆုံးတော်နေဂျူနီယာတယောက်သူ့ဖခင်အောင်မြင်မှုတွေအလီလီရယူခဲ့တဲ့ရီယယ်မက်ဒရစ်အကယ်ဒမီကိုပြန်ရောက်လာတာဖြစ်ပါတယ်ဒါကရိုးလေးပြန်လာတာမဟုတ်ဘဲနဲ့ဖခင်ဖြစ်သူရဲ့ခြေရာကိုအပြည့်အဝနင်းမှုပြင်ဆင်နေတာမျိုးဖြစ်ပါတယ်အသက်15နှစ်ရှိပြီဖြစ်တဲ့ရော်နယ်ဂျူနီယာကရီယယ်မက်ဒရစ်ရဲ့ U16 အသင်းနဲ့အတူလေ့ကျင့်မှုတွေစတင်နေပြီဖြစ်ပါတယ်။ဒါကိုအသင်းဘက်ကနေနီးကပ်ဆောင်ကြည့်ကဲဖြတ်တဲ့အဆင့်လို့သတ်မှတ်ထားပြီးအဆင့်ပြေရင်အသင်းနဲ့တရားဝင်စာချုပ်ချုပ်တော့မှာပါ။ထူးခြားတာတစ်ခုကရီယယ်အသင်းကနီးပြတွေဟာဂျူနီယာရဲ့ခြေစွမ်းထက်သူ့ရဲ့စိတ်နေစိတ်ထားကိုပိုပြီးအထင်ကြီးနေကြတာပါ။နီးပြတွေရဲ့ဆိုအရဂျူနီယာကရော်နယ်လိုပုဂ္ဂိုလ်မျိုးရဲ့သားဖြစ်ပေမဲ့ရန်ကိုနှိမ်ချမှုရှိပြီးတော့ယဉ်ကျေးပြူငါတယ်လို့သိရပါတယ်။ကွင်းထဲမှာလည်းတောင်ပန်ကစားမတယောက်အနေနဲ့သူ့ရဲ့အမြန်နှုံးတဲ့နီးစနစ်ပိုင်းကနီးပြတွေကိုချက်ချင်းထင်ကြီးသွားစေခဲ့ပါတယ်။ရီယယ်ကိုမလာခင်မှာ Sorry Club NSA Academy မှာဂျူနီယာပြသခဲ့တဲ့ခြေစွမ်းတွေကတော့တကယ်ကိုမှမယုံနိုင်စရာပါပဲအထူးသဖြင့် LDH နဲ့ပွဲမှာတယောက်တည်း10ဂိုးလုံးသွင်းပြီးတော့10ဂိုး9ဂိုးနဲ့နိုင်ရရှိအောင်လုပ်ပေးခဲ့တယ်လို့အဲဒီလည်းနဲ့ပွဲမှာလည်း9ဂိုးသွင်းခဲ့ပါသေးတယ်ဆိုလိုတာကနှစ်ပွဲနဲ့တင်18ဂိုးထိသွင်းယူနိုင်ခဲ့တဲ့ဒီသူ့ဖေလိုပဲဂိုးသွင်းတာဝါနာပါလွန်းသူဖြစ်ပါတယ်နိုင်ငံတကာအဆင့်မှာလည်းဂျူနီယာကဖခင်ဖြစ်သူရဲ့အရေးအောက်မှာပဲနေနေတာမဟုတ်ပါဘူးသူကဘော်ဒီလူငယ်အသင်းတွေနဲ့အတူ12လအတွင်းမှာတင်စူပလာ3လုံးထိရရှိထားပြီးသားဖြစ်ပါတယ်2025တုန်းကကျင်းပခဲ့တဲ့ Blackton Markovic Tournament ပွဲမှာလေဘောလူပွဲမှာ2ဂိုးသွင်းပြီးတော့အသင်းကိုချန်ပီယံဖြစ်စေခဲ့ပြန်ပါရီတူကီမှာကျင်းပခဲ့တဲ့ U16 ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာလေနာမည်ကျော်အင်္ဂလန်ကိုနိုင်ပြီးတော့ပိုဆွဲခဲ့တဲ့အသင်းမှာလည်းပါဝင်ခဲ့တာဖြစ်ပါရီ2026မှာကျင်းပခဲ့တဲ့ Algarve International Tournament ပြိုင်ပွဲမှာတော့ဂျပန်နယ်ပွဲမှာပါရမီပါလုံးနဲ့နောက်ဖနှောင်းနဲ့ဂိုးဖန်တီးပေးမှုတစ်ခုလုပ်ပြခဲ့ပြီးတော့အသင်းကိုဖလားရအောင်ကူညီပေးခဲ့ပါရီဂျူနီယာကအခုဆိုရင်ပေါ်တူဂီ U17 အဆင့်အထိတက်လန်းနေပြီဖြစ်ပြီးသူ့ဖေတောင်မှအရိသက်ရွယ်မှာမရခဲ့တဲ့လူငယ်အဆင့်အောင်မြင်မှုမျိုးတွေကိုစတင်ပိုင်ဆိုင်နေပြီလို့ဆိုရမှာပါရီယယ်မက်ဒရစ်ကိုပြန်လာတဲ့အခါမှာဂျူနီယာအတွက်အထီးမကျန်စေတာကတော့သူ့ဖေရဲ့အခင်ဆုံးတငယ်ချင်းမာဆယ်လိုရဲ့သားအန်ဆိုအယ်ဗတ်ရှိနေတာအကြောင်းဖြစ်ပါတယ်။အန်ဆိုကလက်ရှိမှာရီယယ်မက်ဒရစ်နဲ့ Professional စာချုပ်ချုပ်ထားပြီး Spain U70 ရဲ့အဓိကတိုက်စစ်မှုလည်းဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာအပြင်မှာအရန်ခင်ကြပြီးတော့ဂျူနီယာလေ့ကျင့်ရေးစာဆင်းတဲ့နေ့မှာအန်ဆိုကပဲအသင်းပေါ်ရင်းနဲ့မိတ်ဆက်ပေးခဲ့တာပါ။ပရိသတ်တွေကတော့နောက်တစ်ခေတ်ရဲ့ရိုနယ်ဒိုမာဆယ်လိုအတွဲဖက်ကိုမြင်ရဖို့မျှော်လင့်နေကြပါတယ်။ဂျူနီယာရဲ့လူမျိုးတိုးတက်မှုတွေနောက်ကွယ်မှာရိုနယ်ရဲ့အရန်ကိုတင်းကျပ်တဲ့စီကံတွေရှိနေပါတယ်။ရိုနယ်ကသူသားကိုအချိုးကြီးကုတ်တောက်တာနဲ့အာလူကျော်စားတာမျိုးကိုလုံးဝခွင့်မပြုထားပါဘူး။အိမ်မှာလည်းဖခင်ဖြစ်သူနဲ့တူပြင်းထန်တဲ့ချင်းမလေးကျင်ကန်းတွေရေကူးတာတွေနဲ့ cryotherapy အေးကန်းထဲမှာကြွက်သားပြန်လဲအားဖြည့်ခိုင်းခြင်းတွေကိုပုံမှန်လှုပ်ဆောင်လေးရှိပါတယ်။စားတောက်တဲ့နေရာမှာလည်း protein ဓာတ်ကျွဲဝါတဲ့ငါးနဲ့ကြက်သားကိုပဲအဓိကစားသုံးစေပြီးတော့အချိုးစားတွေကိုရှောင်ခိုင်းထားတာပါ။ဒီလိုပြင်းပြင်းထန်ထန်လေ့ကျင့်ထားလို့လည်းအခုအသက်15နှစ်အရွယ်မှာတင်ဂျူနီယာရဲ့အရက်က183 cm ကနေ190 cm ကြားရှိနေပြီးတော့သူ့ဖေထက်တောင်မှအရက်ပိုရှည်လာနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ဂျူနီယာရီယက်ကိုပြောင်းဖို့ပြင်ဆင်နေတာကရိုနယ်ရဲ့အနာဂတ်အတွက်လည်းစိတ်ဝင်စားစရာဖြစ်လာစေပါတယ်။လက်ရှိမှာရိုနယ်ကဒဏ်ရာကူသားဖို့အတွက်မက်ဒရစ်မှာမိသားစုနဲ့အတူရှိနေတာပါ။အချို့ကတော့သားဖြစ်သူမက်ဒရစ်မှာအခြေချမယ်ဆိုရင်ရိုနယ်ကလည်း NSA နဲ့စာချုပ်ကုန်တဲ့အခါစပိန်ကိုတကြောပြန်လာနိုင်တယ်လို့ယူဆနေကြပါတယ်။ရိုနယ်ဂျူနီယာဟာလာမယ့်ဇွန်လမှာအသက်16နှစ်ပြည့်တော့မှာဖြစ်လို့အချိန်ကျရင်ရီယယ်မက်ဒရစ်နဲ့တရားဝင်စာချုပ်ချုပ်ဆိုပြီးတော့လာဖာဖရီကာနဲ့ကျေပွင့်သစ်ဖြစ်လာမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။သူ့ဖေရဲ့အရေးကကြီးမားလုံးပေမဲ့ဂျူနီယာကတော့သူ့ရဲ့ကိုယ်ပိုင်ခြေစွမ်းစီကံနဲ့ကြိုးစားမှုတွေကနေစဉ်ကိုယ်ပိုင်လမ်းကြောင်းတစ်ခုကိုစတင်ဖောက်လုပ်နေပြီလည်းဖြစ်ပါတယ်။